Hello မျိုးတို့ရေဒီနေ့မှာတော့ရှေးဟောင်းတောင်ပေါ်ကတဘာဝအတွက်ဆွဲဆောင်အာဟာရဗန်တိုက်ကြီးတစ်ခုကြောင်းမိတ်ဆက်ပေးချင်ပါတယ်။ဒါကတော့ဥလဲဟုတ်အမြင့်လဲဖြစ်တဲ့ပဲဆောင်ရဥခေါ်ပဲမြင့်လို့ခေါ်တဲ့လွန်ခဲ့သောနှစ်ပေါင်း4000ကျော်ကလေးကရှိနေခဲ့တဲ့ရှေးဟောင်းသီးနှံတစ်မျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအမြင့်ကိုမြင်လိုက်ရင်ရိုးရိုးအာလူးလေးလို့ထင်ကောင်းထင်မိနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့အာဟာရတန်ဖိုးကတော့တာမန်အာလူးတွေတက်ပရိုတင်းပါဝင်မှု6ဆခန့်တောင်တာလွန်မြင်ပါတယ်။ဒီအပင်ရဲ့ထူးခြားချက်ကတော့အပင်တစ်ပင်လုံးကိုစားသုံးနိုင်တာပါအရွက်ကနေပြီးအညွန့်အသီးအမြင့်ဥအထိအလုံးဟာအာဟာရဓာတ်တွေနဲ့ပြည့်နှက်နေတာပါပဲဆောင်ရဥရဲ့ထူးခြားချက်တွေသမိုင်းကြောင်းအာဟာရတန်ဖိုးနဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေချက်ပြုတ်နည်းမျိုးတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့ဒီဗီဒီယိုအဆုံးထိအတူရှိနေကြပါအောင်နော်ပဲဆောင်ရပင်ခေါ်ပဲမြင့်ရဲ့မူလဇာတိကပါပူအာနယူဂီနီရဲ့တောင်ကုန်းဒေသများဖြစ်တယ်လို့သူတေသီအများစုကဆိုကြပါတယ်ထိုဒေသတွေမှာတဘာဝလျောက်ပေါက်ရောက်နေသောဒီပင်ကိုလွန်ခဲ့သောနှစ်ပေါင်း4000ခန့်ကရှေးဦးလူသားများကစတင်တွေ့ရှိခဲ့ကြပြီးစားသုံးခဲ့ကြတာလို့ဆိုပါတယ်။အဲဒီခေတ်ကလူသားများကအပင်တစ်ပင်လုံးစားသုံးနိုင်ကြောင်းသိရှိခဲ့ကြပြီးနောက်မှာတော့အထူးသဖြင့်ဒီအမြင့်ဒီဥကိုမိုးကောင်ရေရှာသောကာလများမှာအရန်စားနဲ့ရိတ်ခါပြည့်ထိမ့်သိမ်းခဲ့ကြတယ်လို့လည်းဆိုပါတယ်။ခရစ်နှစ်အေဒီတရာစုမှ900စုနှစ်အတွင်းအရှေ့တောင်အာရှဒေသများရဲ့ပင်လယ်ရချကုန်သောရခီးစဉ်များနဲ့အတူပဲဆောင်ရပင်ဟာအာရှတိုက်ရဲ့အခြားဒေသများသို့ပြန့်နှံ့သွားခဲ့တာပါ။အေဒီတရာစုခန့်မှာတော့ဒီအပင်တွေဟာမလေးကန်ယိုဒန်ဒေသမှာတဆင့်အိန္ဒိယသို့ရောက်ရှိလာခဲ့တာပါအိန္ဒိယဆေးချမ်းများမှာဒီပဲမြစ်ပင်ကိုတပကုဏတမန္နာဂုံတက်တိလုံးစုံပြည့်စုံသောလို့ဖော်ပြခဲ့ကြပါတယ်အေဒီ900စုမှာ800စုအတွင်းမှာပဲတရုတ်နိုင်ငံတောင်ပိုင်းသို့ရောက်ရှိလာပြီးတမင်းဆက်မှတ်တမ်းများမှာခြေတံရှေပဲပင်လို့ဖော်ပြခဲ့ကြတာပါထိုခေတ်ကတရုတ်ဆေးပညာရှင်များကလည်းပဲမြစ်ရဲ့အာဟာရဓာတ်ပြေဝမှုကိုအသိမှတ်ပြုခဲ့ကြတာပါ1656ခုနှစ်မှာပေါ်တူဂီသင်္ဘောသားများကပဲမြစ်ကိုဥရောပသို့ပထမဆုံးချိန်ယူဆောင်သွားခဲ့ကြတာပါ။သို့တော်လည်းအဲ့ဒီခေတ်ကဥရောပသားများကပဲမြစ်ကိုအစားအစာဖြစ်စိတ်ဝင်စားကြပဲထူးဆန်းသောအပင်တစ်မျိုးဖြစ်တာမှတ်ယူခဲ့ကြတာပါ။1953ခုနှစ်မှာတော့စီရင်ရုပ်ခဗေဒပညာရှင်ခလမ်မြတ်ရဲ့တပည့်တဦးကဒီအပင်ကိုသိပ္ပံနည်းကျသတ်မှတ်ကာ Sapphocus tetragrammaton လို့မြည်ပေးခဲ့တာပါ။19ရာစုမှာတော့ဗြိတိရှကိုလိုနီရရှိများကမြန်မာတောင်ပေါ်ဒေသများမှာဒီသီးနှံကိုပြန်လည်တွေ့ရှိခဲ့ကြပြီးစားလို့ရသောအာလူကဲ့သို့ဦးလို့မှတ်တမ်းတင်ခဲ့ကြတာပါ1950ပြည့်နှစ်များမှာတော့အပြည်ပြည်ဆိုင်ရာသီးနှံသုတေသနဌာနများကပဲမြစ်ကိုစတင်လေ့လာခဲ့ကြတာပါ1985ခုနှစ်မှာတော့ American National Academy United States National Academy of Science NAS ကဒီအပင်ကိုစားသုံးနိုင်ဆုံးတစ်ပင်လုံးအဖြစ်အသိမှတ်ပြုထုတ်ပြန်ခဲ့ကြတာပါ1980ပြည့်နှစ်မှာတော့ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO Food and Agriculture Organization of the United Nations နဲ့နိုင်ငံတကာသစ်သီးဝလံအဖွဲ့ International Fruit Association ကပဲဆောင်ရဥခေါ်ပဲမြစ်ကိုစွန်မင်စားပင်ပင်လုံးစားအပင် Complete Food Plant အဖြစ်ကြေညာခဲ့တာပါ American NASA National Aeronautics and Space Administration ကလည်းအာကာသယာဉ်မှူးများရဲ့အာဟာရအတွက်စိုက်ပျိုးဖို့သုတေသနလုပ်ခဲ့ဘူးတာပါဂျပန်တောင်ကိုရီးယားအိန္ဒိယနိုင်ငံများမှာလည်းအာဟာရဖြည့်စွက်စာအစားအစာပြုပြင်ဖို့သုတေသနလုပ်နေကြတာပါအာဟာရစိန်ရတနာ Nutritional Gem နဲ့တောင်ပေါ်ဒေသရဲ့ Protein ပန်စတဲ့ကုန်ပုတ်တွေလည်းရရှိထားတာပါမိုးခေါင်ရေရှားရပ်ဝန်းများအတွက်အကောင်းဆုံးသီးနှံတစ်ခုဖြစ်ကမ္ဘာရာသီဥတုပြောင်းလဲမှုညီလာခံ Global Climate Change Conference တွေမှာဖော်ပြခံရခဲ့ဘူးတာပါမြန်မာထိုင်းမလေးရှားမှာတော့တောင်ပေါ်ဒေသကန်တွေအဓိကစားသုံးကြတာပါဥရောပနဲ့အမေရိကန်မှာတက်လက်စားသူတွေ Vegetarian or Vegans တွေအတွက် Protein အစားထိုးစားတောက်ဖွယ်အဖြစ်ဈေးကွက်ထိုးဖောက်ဖို့စ조사နေတာပါပဲမြစ်ကိုအမောင့်ကျိတ်ပြီး Cookie Burgerနို့အစားထိုးပစ္စည်းတွေထုတ်လုပ်ဖို့လည်းစ조사နေကြတာပါစားသုံးနိုင်သောအာဟာရစွမ်းအင်စက်ရုံ Active Powerhouse အဖြစ်နိုင်ငံတကာစိုက်ပျိုးရေးစု Global Agriculture Prize လည်းရရှိပူးတာပါစည်ရင်မွေတင်မှုလျှော့ချရေးအတွက်အကောင်းဆုံးသီးနှံတစ်ခုအဖြစ်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP United Nations Development Program ကလည်းချီးကျူးခဲ့ပူးတာပါ2008ခုနှစ်မှာလည်းကမ္ဘာ့ဇီဝမျိုးကွဲအဖွဲ့ Global Biodiversity Organization ကပဲဆောင်ရကိုပျောက်ကွယ်လူနီးပါးရှေးဟောင်းသီးနှံဖြစ်သတ်မှတ်ခဲ့တာပါ2013ခုနှစ်မှာတော့ကမ္ဘာကြီးကလိုအပ်နေတဲ့ protein ပြဿနာရာသီဥတုပြောင်းလဲမှုတန်းတွေအတွက်ပဲမြစ်ကသာအဖြေတစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးနိုင်ငံတကာကပို့ပြီးစိတ်ဝင်စားလာနေကြတာလည်းဖြစ်ပါတယ်ဟုတ်ပါပြီမြန်မာနိုင်ငံကိုဒီပဲမြစ်ဘယ်အချိန်မှာစတင်အခြေချခဲ့တာပါလဲ AD 900စုမှာ17ရာစုအတွင်းမိုးလူမျိုးများရဲ့ကုန်သွယ်ရေးလမ်းကြောင်းများမှာတဆင့်ရောက်ရှိလာခဲ့တယ်လို့ခန့်မှန်းကြပါတယ်ပကံခေတ်လက်ရကြောက်စားများမှာပဲမြစ်နဲ့ပတ်သက်သောဓာတ်ရိုက်ထောက်ထားမတွေ့ရတော့လဲရွှေပြောင်းတောင်ရစနစ်မှာတော့ထဲသွင်းစိုက်ပျိုးခဲ့ကြကြောင်းသိရပါတယ်ရှမ်းလူမျိုးများကပဲမြစ်ကိုတောင်ပေါ်အာလူးလို့ခေါ်ကမိုးရာသီမှာစိုက်ပျိုးပြီး
နွေရာသီမှာဥများကိုတံပိုးထားတူဖို့စားသုံးခဲ့ကြတာကြောင့်အထူးကစားလာခဲ့ပါတယ်2015ခုနှစ်မှာမြန်မာနိုင်ငံကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနကပဲမြစ်ကိုတောင်ပေါ်ဒေသအာဟာရဖြစ်သီးနှံအဖြစ်ပြန်လည်မိတ်ဆက်ခဲ့ပါတယ်2018ခုနှစ်မှာတော့မြန်မာနိုင်ငံစိုက်ပျိုးရေးသုတေသနဦးစီးဌာနကပဲဆောင်ရရဲ့ဒေသမျိုးစိများကိုစုဆောင်းထိန်းသိမ်းရေးစီမံကိန်းစတင်ခဲ့ပါတယ်2020ပြည့်နှစ်ကယားပြည်နယ်လွိုင်ကော်မြို့နယ်မှာပထမဆုံးစီးပွားဖြစ်ပဲဆောင်ရဦးစိုက်ပျိုးမှုစတင်ခဲ့ပါတယ်ဒီလုပ်ငန်းကပဲဒေသခံများအတွက်အသက်မွေးဝမ်းကြောင်းခွင့်လန်းသစ်ကိုဖန်တီးပေးခဲ့တာပါယနေ့ခေတ်မှာပဲဆောင်ရဦးခေါ်ပဲမြစ်ဆိုတာမြန်မာနိုင်ငံရဲ့တောင်ပေါ်ဒေသများဖြစ်တဲ့ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာလည်းဆက်လက်စိုက်ပျိုးနေကြဆဲဖြစ်ပါတယ်ပဲမြစ်ဆိုတာရာသီဥတုပြောင်းလဲမှုတန်ခံနိုင်ရရှိခြင်းရေသုံးဆွဲမှုနှဲပါခြင်းဓာတ်မြေဩဇာလိုအပ်ချက်နှဲပါခြင်းစတဲ့ကုန်သက်တည်များကြောင့်အနာဂတ်စိုက်ပျိုးရေးအတွက်အဖို့တန်သောသီးနှံတစ်ခုဖြစ်လာပါတယ်ကမ္ဘာစားနပ်ရိက္ခာဖူလုံရေးအတွက်အရေးပါသောအခန်းကဏ္ဍမှာဆက်လက်ပါဝင်နေအောင်မယ်လို့လည်းမျှော်လင့်ရပါတယ်ပဲမြစ်ဟာအာဟာရဓာတ်ပြည့်ဝတဲ့စူပါဖုဒ်အဖြစ်နိုင်ငံတကာမှာသိပ္ပံပညာရှင်တွေစိုက်ပျိုးရေးအဖွဲ့တွေရဲ့စိတ်ဝင်စားမှုကိုရနေတာပါထင်ရှားတဲ့အချက်တွေကတော့ကမ္ဘာစားနပ်ရိက္ခာစု World Food Prize အာဖရိကစိုက်ပျိုးရေးစု Africa Food Prize Norman Borlaug စု Norman Borlaug Award FAO ပြည်ပဆိုင်ရာကျေးလက်မျိုးသမီးများနဲ့စု FAO International Days Rural Women Award Agency for ဆောင်သူစု Agencies for Change Award စတဲ့ကမ္ဘာကျော်ဆုများကိုလည်းရရှိထားတာပါဆိုတော့ဒီပဲမြစ်ဆိုတာဘလောက်တောင်ကမ္ဘာတစ်ခွင်မှာအရေးပါနေလဲဆိုတာမျိုးတို့သိရအောင်ပြောပြပေးခဲ့တာပါဆိုတော့ဒီလောက်ကမ္ဘာကျော်နေတဲ့ပဲမြစ်ဆိုတာဘာတွေများကောင်းလို့လဲဘလောက်များထူးဆန်းနေလို့လဲဘလို့အာနိသင်များရှိလို့လဲဆိုတာမျိုးတို့သိအောင်ထပ်ပြီးတော့ပြောပြပေးသွားမှာပါပဲဆောင်ရဥခေါ်ပဲမြစ်၏အမခန့်ကျမရေးကြိုးကျေးဇူးများနံပါတ်1 protein ပန်တိုက် protein ဓာတ်8ကနေ12ရာခိုင်နှုန်းထိပါဝင်တဲ့အပြင်ကယ်လ်ဆီယမ်တန်ဓာတ်ဗီတာမင်စီတွေလည်းကြွယ်ဝစွာပါရှိနေတာပါအာလူထက်6ဆခန့်ပိုများတဲ့ protein တွေလည်းပါဝင်တာပါအသားမစားသူများတက်လက်စားသူများအတွက် protein အရင်းမြစ်ကောင်းလည်းဖြစ်ပါတယ် amino acids 18မျိုးပါဝင်တယ်လို့လူခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော amino acids 9မျိုးစလုံးလည်းပါဝင်နေတာဖြစ်ပါတယ် carbohydrate လည်းကြွယ်ဝစွာပါဝင်ပါတယ်ကစီတက်များနှိကွေးစာခြင်းညက်စေတာကြောင့်လည်းသွေးတွင်းတခြားတဲ့ရုပ်တရက်မတက်စေပါဘူးရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုပြုသူများအတွက်လည်းစွမ်းရည်ကောင်းများစွာရရှိစေမှာပါနံပါတ်2ရိုးနဲ့သွားများတမာစေခြင်းပဲမြစ်မှာရိုးနဲ့သွားတွေကြန့်ခိုင်တမာစေရန်မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာပါနောင်နှုတ်နဲ့တောင်ရှင်းနိုင်တဲ့အထိကယ်လ်ဆီယမ်နဲ့အခြားအာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တာပါဒါကြောင့်အယိုးပွားယောဂနဲ့အယိုးကျိုးလွယ်တဲ့ပြဿနာတွေကိုထိရောက်စွာကာကွယ်ပေးနိုင်တာပါရိုးသိပ်သေးစာကိုထိမ့်သိမ်းပေးပြီးတမာစေသလိုအယိုးနဲ့သွားဖွဲ့စည်းမှုအတွက်အရေးပါတဲ့ phosphorus ဓာတ်လည်းပါဝင်မှုမြင့်မားတာပါနံပါတ်3တန်ဓာတ်လွန်ကျွဲဝခြင်းသွေးရနဲ့ယောဂါကိုထိရောက်စွာကာကွယ်နိုင်သောတန်ဓာတ်လွန်ကျွဲဝစွာပါဝင်တာကြောင့်လည်းခန္ဓာကိုယ်မှာအောက်ဆီဂျင်သယ်ယူရန်တာဝန်ရှိတဲ့ဟီမိုကလိုဗင်ထုတ်လုပ်မှုကိုအားပေးတာမို့သွေးရကောင်းစေပြီးမောပန်းလွယ်ခြင်းအားနည်းခြင်းများကိုလည်းလျော့ပါစေပါတယ်ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်များအတွက်တန်ဓာတ်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်တယ်လို့ရာသီသွေးဆင်းများသောမျိုးသမီးများအတွက်လည်းတန်ဓာတ်ဆုံးရှုံးမှုကိုလည်းပြန်လည်ဖြည့်ရှင်းပေးနိုင်မှာပါနံပါတ်4ခုခံအားစနစ်မြင့်တင်ပေးခြင်းခုခံအားစနစ်အတွက်အလွန်ကြီးပါသောဗီတာမင်စီပါဝင်မှုမြင့်မားတာကြောင့်သွေးဖြူဦးထုတ်လုပ်မှုများကိုလှုံ့ဆော်ပေးနိုင်ပြီးဓာတ်တိုးဆန့်ကျင်ပစ္စည်းများ antioxidants များလည်းကျွယ်ဝစွာပါဝင်တာကြောင့် virus နဲ့ bacteria ကဲ့သို့သောရောဂါပိုးမွှားများတိုက်ထုတ်နိုင်စွမ်းကိုလည်းမြင့်တင်ပေးပါတယ်အေးမီတုပ်ကွေးစသောရောဂါလက္ခဏာများမှာကာကွယ်နိုင်စွမ်းကိုလည်းမြင့်တင်ပေးနိုင်တဲ့ထိရောက်သောသဘာဝနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်နံပါတ်5နှလုံးကျန်းမာရေးကောင်းမွန်စေခြင်းပဲမြစ်မှာပိုတက်ဆီယမ်လည်းပါဝင်တာပါပိုတက်ဆီယမ်ကသွေးကြောနံရံများကိုပြေလျော့စေပြီးသွေးစစ်ဆေးမှုကောင်းမွန်စေလို့ခန္ဓာကိုယ်တွင်းရှိဆိုဒီယမ်ဓာတ်များရဲ့အဆိုးကျိုးကိုဟန်ချက်ညှိစေတာမို့သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်သွေးတွင်းစိတ်ပိတ်ဆို့မှုတွေကိုလည်းကာကွယ်ပေးတာကြောင့်နှလုံးရောဂါနဲ့လေဖြတ်ခြင်းစတဲ့ရောဂါဖြစ်နိုင်ခြေတွေကိုပါလျှော့ချပေးနိုင်တာပါဒါကြောင့်ပဲမြစ်ကတဘာဝအတိုင်းသွေးတိုးရောဂါကိုကာကွယ်ကုသနိုင်သောထိရောက်တဲ့အစားအစာတစ်ခုလည်းဖြစ်ပါတယ်နံပါတ်6အစာချေစနစ်ကျန်းမာစေခြင်းပဲမြစ်မှာမြင့်တက်ကြွယ်ဝစွာပါဝင်တာကြောင့်ဦးလန်းကြောင့်လှုပ်ရှားမှုကိုကောင်းမွန်စေပြီးဝမ်းကြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်ဦးတွင်းရှိကျိုးပြူဘက်တီးရီးယားများပေါက်ဖွားမှုကိုအားပေးတာကြောင့်လည်းဦးကျန်းမာရေးကောင်းမွန်စေပြီးခုခံအားစနစ်ကိုမြင့်တင်ပေးနိုင်သောတဘာဝအစားအစာတစ်ခုလည်းဖြစ်ပါတယ်နံပါတ်9ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ်များအတွက်ကောင်းမွန်ခြင်းပဲမြစ်မှာ folate ကယ်လ်ဆီယမ်တန်ဓာတ်နဲ့ပရိုတင်းဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့်သရေသားရဲ့အုံနောက်အာယုံကြောနဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေကိုအားပေးပါတယ်နော်မိခင်မှာဖြစ်တတ်တဲ့သွေးရနဲ့ယောဂါကိုကာကွယ်ပေးသလိုမွေးဖွားပြီးနောက်မိခင်တို့ထွက်ကောင်းစေရန်လည်းအထောက်အကူပြုပါတယ်ကြီးထွားဖွံ့ဖြိုးစေကလေးများအတွက်လည်းအယိုးဖွံ့ဖြိုးရေးခန္ဓာကိုယ်ကြီးထွားရေးအတွက်
လိုအပ်သောပရိုတင်းဓာတ်ကိုလည်းပေးစွမ်းနိုင်ပါတယ်။ဒါအပြင်အုံနှောင်းနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်းအားပေးပါတယ်။နံပါတ်၈အယိုးဖွံ့ဖြိုးမှုကိုအားပေးခြင်းပဲမြင့်မှာကယ်လ်ဆီယမ်ဖော့စဖရပ်စ်နဲ့ဗီတာမင်ဒီကဲ့သို့သောအာဟာရဓာတ်များကျွဲဝစွာပါဝင်ပြန်လာကြောင်းလည်းအယိုးများကိုတာမန်ဖွံ့ဖြိုးစေပြီးရိုးသိပ်သေးစာကိုတိုးတက်စေပါတယ်။ကိုယ်ခန္ဓာကြီးထွားစေကာလမှာအရက်မောင်းရှည်စေရန်ကူညီပေးသလိုအယိုးပါခြင်းသို့မဟုတ်အယိုးကျိုးလည်ခြင်းများမှလည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်9ကြွက်သားနဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုပဲမြင့်မှာရေသွင်းမြင့်ပရိုတင်းဓာတ်များကျွဲဝစွာပါဝင်လာကြောင်းကြွက်သားဖွဲ့စည်းမှုတစ်ရှူပြုပြင်မှုနဲ့ခန္ဓာကိုယ်ကြီးထွားမှုအတွက်အဓိကလိုအပ်သောအမိုင်နိုအက်ဆစ်များကိုပေးစွမ်းနိုင်ပါတယ်။အားကစားသမားများဆယ်ကျော်သက်များသို့မဟုတ်အစားအစာနဲ့သောကလေးငယ်များအတွက်လည်းအထူးသင့်လျော်ပါတယ်။နံပါတ်10ဉာဏ်ရည်ဖွံ့ဖြိုးမှုအိုမီဂါ3ဗီတာမင် B အုပ်စုနဲ့တန်တက်ကဲ့သို့သောအာဟာရဓာတ်များပါဝင်လာကြောင်းလည်းအုံနောက်ဆဲများဖွံ့ဖြိုးမှုကိုအားပေးလို့တင်ယူနိုင်စွမ်းမှတ်ဉာဏ်နဲ့အယုံစူးစိုက်မှုစွမ်းရည်များတိုးတက်စေတာကြောင့်ကျောင်းသားများရဲ့ပညာရေးစွမ်းဆောင်ရည်မြင့်တင်ရမှာလည်းအထောက်အကူပြုပါတယ်။နံပါတ်7တက်ကြီးရွယ်အိုများအတွက်အကောင်းမွန်ခြင်းပဲမြစ်ကတက်ကြီးရွယ်အိုများရဲ့ကျန်းမာရေးအတွက်ကြွက်သားအားနည်းခြင်းမှာကာကွယ်ပေးခြင်းခုခံအားစနစ်ကိုအားကောင်းစေခြင်းအယိုးများအားနည်းပါလျက်လာခြင်းအယိုးကျိုးလွယ်ခြင်းအယိုးပွားခြင်းများကိုလျှော့ချပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။နံပါတ်7ကြွက်သားအားနည်းခြင်းကိုကာကွယ်ပေးခြင်းမြင့်မားသောရည်သွေးရှိပရိုတင်းဓာတ်များပါဝင်ခြင်းကအသက်အရွယ်ကြောင့်ကြွက်သားဆုံးရှုံးမှုနဲ့အားနည်းလာမှုတွေကိုနှိကွေးစေပြီးဟန်ချက်ထိန်းနိုင်စွမ်းနဲ့လှုပ်ရှားသွားလာနိုင်စွမ်းတွေကိုမြင့်တင်ပေးနိုင်ပါတယ်။နံပါတ်73စီးချိုယောဂရှိသူများအတွက်ပဲမြစ်ကသွေးတွင်းတခြားဓာတ်ကိုဖြည်းဖြည်းချင်းနာသက်စေပြီးရုပ်တရက်မြင့်တက်မှုမှာကာကွယ်ပေးနိုင်တာကြောင့် glycemic index ကိုနှိမ်ဆင်းသွားစေပါတယ်။မြင့်တက်ကြွယ်ဝခြင်းကြောင့်လည်းစားခြင်းနှုန်းနဲ့ကစီဓာတ်စုပ်ယူမှုကိုနှောင့်နှေးစေပြီးသွေးတွင်းတခြားဓာတ်ထိန်းညှိမှုကိုအားပေးပါတယ်။ခန္ဓာကိုယ်ကအင်ဆူလင်ဟော်မုန်းပေါ်တုံ့ပြန်မှုကိုလည်းပိုမိုကောင်းမွန်စေတယ်လို့လေ့လာချက်များကဆိုပါတယ်။နံပါတ်14အသားရည်လှပခြင်းဗီတာမင်စီကျွဲဝခြင်းကကောလာဂျင်ထုတ်လုပ်မှုကိုအားပေးတာကြောင့်အသားရည်တင်းရင်ကြည်လင်စေသလိုဝက်ချန်နဲ့အမဲဆက်များလျှော့ပါစေပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants များကလည်းဆဲတွေကိုပျက်စီးစေတဲ့ free radicals တွေကိုတိုက်ထုတ်ပေးတာကြောင့်အရေးကြောင်းနဲ့ရင်မတိုင်ခင်အိုမင်းရင်ရောင်မှုတွေကိုကာကွယ်ပေးပါတယ်။နံပါတ်15သပင်တန်ဆွမ်းစေခြင်းတန်တက်ပါဝင်မှုကြောင့်သပင်အခြေသပင်အဖုတို့အောက်ဆီဂျင်နဲ့အာဟာရရောက်ရှိမှုကောင်းစေပြီးသပင်ကျွတ်ချင်းကိုကာကွယ်ပေးပါတယ်။ပရိုတင်းဓာတ်ပါဝင်မှုကြောင့်လည်းဆန်သားကျန်းမာတန်ဆွမ်းစေပြီးကျိုးပဲ့ခြင်းများမှာကာကွယ်ပေးပါတယ်။ဗီတာမင်စီနဲ့ဇင်းတက်တို့ပါဝင်မှုကြောင့်လည်းသပင်အမြစ်ကိုတန်မာစေပြီးသပင်ဖြူခြင်းတွေကိုပါနှိကွေးစေပါတယ်။နံပါတ်16စိတ်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပဲမြင့်မှာမက်ဂနီဆီယမ်နဲ့ဗီတာမင် B အုပ်စုပါဝင်မှုမြင့်မားတာကြောင့်အယုံကျောစနစ်ကိုငြိမ်သက်စေကစိတ်ဖိစီးမှုဖြစ်စေသောဟော်မုန်းများထုတ်လွှတ်မှုကိုလည်းထိန်းညှိပေးနိုင်တာကြောင့်စိတ်ကြယောဂလက္ခဏာများကိုလည်းလျှော့ချပေးနိုင်ပါတယ်။နံပါတ်19အိပ်စက်မှုကောင်းမွန်စေခြင်းပဲမြင့်မှာထူထူဖန်ကျွယ်ဝစွာပါဝင်တာကြောင့်အိပ်စက်မှုကိုကူညီတဲ့ဆီရိုတိုနင်နဲ့မယ်တိုနင်ကဲ့သို့သောဟော်မုန်းများထုတ်လွှတ်မှုကိုအားပေးတာကြောင့်အိပ်မပျော်ခြင်းသို့မဟုတ်အိပ်မဝခြင်းပြဿနာရှိသူများအတွက်ထိရောက်သောသဘာဝအိပ်စိတ်တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်18ကိုယ်လေးချိန်ထိန်းသိမ်းရအတွက်အထောက်အကူပြုခြင်းပဲမြင့်မှာအာလူဓာတ်ကယ်လိုရီပိုနည်းပါပြီးအမြင့်တက်များခြင်းတို့ကြောင့်ဗိုက်ပြည့်တင်းတဲ့ခံစားချက်ကိုရရှိစေပြီးအခြားကယ်လိုရီများသောတည်ရင်စာများစားခြင်းစိတ်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။သဘာဝအတိုင်းအဆီဓာတ်နည်းပါပြီးခန္ဓာကိုယ်တွင်းအဆီတိုးလောင်မှုကိုအားမပေးတာကြောင့်လည်းကိုယ်လေးချိန်တက်ခြင်းမှာကောက်ွယ်ပေးနိုင်ပါတယ်။ခုပြောပြပေးခဲ့တာတွေကတော့ပဲမြင့်ရဲ့ပြောမကုန်နိုင်တဲ့ကောင်းကျိုးတွေပါ။ကောင်းကျိုးတွေများလို့ဝမ်းသာရတာဟုတ်ပါပြီ။ဒါပေမဲ့လည်းစားတာများတဲ့အခါမှာရရှိလာနိုင်တဲ့ဘေးဥပဒ်အန္တရာယ်တွေလည်းရှိပါတယ်။ဒါတွေကိုမျိုးတို့သိအောင်ဆက်ပြီးတော့ပြောပြပေးသွားမှာပါ။ပဲမြင့်စားသည့်အခါမှာရရှိလာမည့်ဘေးထွက်ဆိုးကျိုးများနံပါတ်1အခါဓာတ်နဲ့သဘာဝဒရက်ပေါင်းများအလွန်နုသောအလွန်ရင်သောပဲမြင့်များမှာအခါဓာတ်ဗီတာကွန်ပေါင်းပါဝင်နိုင်ပါတယ်။ပမာဏများရင်စိတ်သင့်စေနိုင်တဲ့အခါလိုက်နဲ့အစာချင်အဆိုင်တွေရဲ့လှုပ်ဆောင်မှုကိုဟန်တာနိုင်ပြီးပရိုတင်းကျဉ်ညက်မှုတွေကိုပါအနည်းငယ်ထိခိုက်စေနိုင်တဲ့ trypsin inhibitor ကဲ့သို့သောသဘာဝဒရက်ပေါင်းများလည်းအနည်းငယ်ပါဝင်နိုင်ပါတယ်။ချက်ပြုတ်ခြင်းသို့မဟုတ်ပြုတ်ခြင်းအပြင်အီထရပေါင်းများစုကိုရောနေသွားစေနိုင်တော့လဲပြည့်ဝဖေရှားနိုင်ခြင်းတော့မရှိပါ။ဒါကြောင့်အစိမ်းလုံးဝမစားသင့်တာပါ။နံပါတ်2စားခြင်းစနစ်ပြဿနာများမြင့်တက်များလွန်ခြင်းကြောင့်လွန်ကျွံသို့မဟုတ်ရုပ်တရက်များပြားစွာစားသုံးပါကလေပွားခြင်းဖိုက်အောင်ခြင်းနဲ့ဝမ်းပြတ်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။ပရိုတင်းဓာတ်များပြားတာကြောင့်လဲချို့သူများအတွက်အစာကြေရန်ခက်ခဲစေနိုင်ပါတယ်။ဒါကြောင့်နည်းနည်းချင်းစပြီးမှစားရပါမယ်။တဖြည်းဖြည်းနဲ့ကျင်းကျအောင်သေချာဝါစားပြီးမှရေများများတောက်ရမှာလည်းဖြစ်ပါတယ်။နံပါတ်3ဓာတ်တဲမှုပြဿနာများပဲမြစ်ကပဲမျိုးရင်းဝင်ဖဖစီဖြစ်တာကြောင့်ပဲနဲ့ဓာတ်တဲတို့များမှာဓာတ်တဲမှုဖြစ်နိုင်ခြေရှိပါတယ်။အရေးပြားရရန်ခြင်းအင်ပြင်းထားခြင်းမျက်နှာရောင်ခြင်းအသက်ရှူကျခြင်းများဖြစ်တတ်သလိုရှားပါတော့လဲဖြစ်နိုင်ခြေရှိတဲ့အသက်အန္တရာယ်ရှိသောဓာတ်တဲမှု
anaphylaxis များလည်းဖြစ်ပေါ်တတ်တာကြောင့်ဓာတ်တဲမှုရာဇဝင်ရှိပါကဆရာဝန်နဲ့တိုင်ပင်ပြီးမှစားကြရမှာဖြစ်ပါတယ်။နံပါတ်၄ချို့သောကျန်းမာရေးအခြေအနေများတွင်သတိထားရန်ပဲမြစ်ကပိုတက်ဆီယမ်ဓာတ်မြင့်မားတာကြောင့်သွေးတွင်းပိုတက်ဆီယမ်ဓာတ်များခြင်းဟိုက်ပါကယ်လမီယာဖြစ်နိုင်တာမို့ကြောက်ကပ်ရောဂါရှိသူများဆရာဝန်ညွှန်ကြားချက်ဖြင့်သာစားသင့်ပါတယ်။ပြူရင်းတက်လည်းနည်းငယ်ပါဝင်တာကြောင့်ခေါင်းရောဂါရှိသူများအထူးသတိထားရှောင်ကျဉ်ရန်လိုအပ်တာပါ။ချက်ပြုတ်လိုက်ခြင်းအပြင်ဒီတက်တွေလျော့နှင်းသွားနိုင်တော့လဲဂိုက်ထရိုဂျင်လို့ခေါ်တဲ့ဒြပ်ပေါင်းများနည်းငယ်ပါဝင်နိုင်တာမို့လဲဓာတ်တွေရောဂါရှိသူများအနေနဲ့လည်းသတိထားစားသုံးနေတာပါ။နံပါတ်5ဆေးဝါးများနဲ့တက်ပြုတ်နိုင်ခြင်းရှိခြင်းဗီတာမင်ကကျွဲဝစွာပါဝင်တာကြောင့်လဲသွေးကျဲဆေးများရဲ့အာနိသင်ကိုလျော့နှဲစေနိုင်တာကြောင့်ဝက်ဖရင်ကဲ့သို့သောဆေးဝါးတောက်သုံးနေရသူများကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာစားသင့်တာပါ။သွေးတွင်းတကြားတဲ့ကြာဆင်းစေနိုင်တာကြောင့်လဲဆီချိုကြာဆေးများနဲ့တွဲဖက်စားပါကသွေးတွင်းတကြားတဲ့အလွန်မင်းကြာဆင်းခြင်းဟိုက်ပိုကလက်ဆီမီးယားဖြစ်နိုင်တာကြောင့်ဆီချိုကြာဆေးဝါးတောက်သုံးနေရသူများကတော့အထူးသတိထားစားသုံးသင့်တာပါ။အခုပြောပြပေးခဲ့တာတွေကတော့ပဲမြစ်ကိုအလွန်ကျွံစားမိရန်ဖြစ်တတ်တဲ့ဆိုးကျိုးတွေဖြစ်ပါတယ်။အခြားသတိထားရန်အချက်များလည်းမျိုးတို့သိအောင်ပြောပြပေးသွားအောင်ပါ။နံပါတ်1တန်ရှင်းသောမြေမှာစိုက်ပျိုးထားပါကညဉ့်ညမ်းဓာတုပစ္စည်းများစုပုံနိုင်ပါတယ်။တေချာမစေးကြောပါကဘက်တီးရီးယားနဲ့ကပ်ပါကောင်များပါဝင်နိုင်တာပါ။နံပါတ်2စိုးထိုင်းသောနေရာမှာတိုးလောင်ပါကမိုးတက်နိုင်ပြီးသဲထိခိုက်နိုင်သောမိုက်ခရိုထောက်ဆင်စ်များထွက်ရှိနိုင်ပါတယ်။ Phytic acid ပါဝင်တာကြောင့်လည်းတန်တက်ဆင်းနဲ့ကယ်လ်ဆီယမ်တို့ရဲ့ဆုပ်ယူမှုတွေကိုယာယီဟန်တားနိုင်ပါတယ်။ဆိုတော့မျိုးတို့ရေဒီပဲမြစ်ဆိုတာမိုးကောင်ရေရှားတန်ခံနိုင်သောသီးနှံစိုက်ပျိုးရန်လွယ်ကူခြင်းဈေးနှုန်းသက်သာပြီးအာဟာရပြေဝခြင်းလွယ်တကူချက်ပြုတ်နိုင်ခြင်းကြာရှည်သိမ်းဆည်းထားနိုင်ခြင်းဟင်းလျာမျိုးစုံမှာထည့်သွင်းချက်ပြုတ်နိုင်ခြင်းစတဲ့ကောင်းကျိုးဖြာဖြာနဲ့ပြည့်စုံပြေဝနေတာပါ။ဒါတွေတည်းမကအထူးခြားဆုံးချက်ကပရိုတင်း25%ထိမြင့်မားစွာပါဝင်နေတာပါ။ဒီပမာဏဟာဝက်သားကြက်သားပါဝင်တခြားအသားမျိုးမျိုးထက်တောင်ပိုများနေတာပါ။ဒါကြောင့်အသားမစားသူတွေအတွက်အကောင်းဆုံးအစားထိုးပရိုတင်းရင်းမြစ်လည်းဖြစ်ပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကဒီပဲမြစ်ကို complete food plan လို့တခန်းတနာသတ်မှတ်ကြတယ်ဆိုတာသူတခုတည်းနဲ့တင်ပရိုတင်းသတ္တုဓာတ်ဗီတာမင်စုံလင်စွာပေးစမ်းနိုင်စွမ်းရှိနေလို့ဖြစ်ပါတယ်။တကယ်တော့ဒါကသဘာဝရဲ့ပေးထားတဲ့စူပါဖူးတစ်မျိုးပါပဲ။သူကိုပြုတ်ပြီးစားနှဲငယ်ဖြူစားလို့ရတယ်။ကျက်သွန်ဖြူကျက်သွန်နီဂျင်းထည့်ပြီးတော့လဲဟင်းချိုလောက်စားလို့ရတယ်။ပဲမြစ်ပြုတ်ကိုခန်းချင်းသည်ကျက်သွန်နီတံမြာရည်ညှစ်ပြီးတောက်စားလို့လဲရတယ်။အာလူကြော်လို့ကြော်စားတာလဲလှုပ်စားလို့ရပါသေးတယ်။ကဲဒီလောက်ကောင်းတဲ့အာဟာရဘန်တိုက်ပရိုတင်းကွန်တိန်နာကြီးကိုအခက်ခဲပဲနီးနားမှာပဲရှာကျူးလိုက်ကြပါတော့နော်။ဈေးသက်သာပြီတန်ဖိုးရှိတဲ့မျိုးတို့လည်းလက်လန်းမိတဲ့အရာမို့ချိန်မဆိုင်ပဲရာသီချိန်လေးမှာအမြန်ဆုံးသာစားလိုက်ကြပါတော့နော်။ဒါပေမဲ့လည်းအစိမ်းမစားရဘူး။မြက်ချက်ပြုတ်ပြီးမှစားသုံးပါ။တေချာစိတ်ကြောပါ။မြေကြီးနဲ့ညစ်ပတ်မှုများဖယ်ရှားပါ။အလွန်ကြုံမစားရဘူး။တစ်နေ့မှာ100ကနေ150 gram ခန့်သာစားသုံးပါ။ပဲနဲ့ဓာတ်မတည့်သူများသတိထား။စမ်းသပ်စားကြည့်ပြီးမှစားသုံးပါ။ဆိုတော့မျိုးတို့ရေပဲဆောင်ရဥခေါ်ပဲမြစ်ဆိုတာရှေးဘိုးဘွားတွေရဲ့အာဟာရဖြစ်တဲ့ရင်းမြစ်တစ်ခုဖြစ်ခဲ့ပြီးတော့မိုးကောင်ရေရှားတဲ့ဒေသများနဲ့ပရိုတင်းဓာတ်အလွယ်တကူများနိုင်သောနေရာများမှာလူအသက်ကိုကယ်တင်နိုင်သောသီးနှံပဲတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့လည်းတင်းတင်းမြတ်သာစွာစားသုံးခြင်းတေချောစွာချက်ပြုတ်ခြင်းနဲ့မိမိရဲ့ကျန်းမာရေးအခြေအနေတွေကိုထည့်သွင်းစဉ်းစားခြင်းတို့ဖြင့်သာကောင်းကျိုးများကိုပြေဝခံစားနိုင်မှာပါ။တတိဆိုတာပိုတယ်မရှိပါဘူးတဲ့။ဆိုတော့မျိုးတို့အနေနဲ့အာဟာရဘန်တိုက်ကြီးရဲ့လျှို့ဝှက်ချက်ကောင်းကျိုးများစွာကိုစုံစုံလန်လန်သိလိုက်ရပြီလို့ညွှန်လင်းပါတယ်နော်။ဒီဗီဒီယိုလေးတွေကနေမျိုးတို့အတွက်ကြိုးတစ်ခုခုရရှိခဲ့တယ်ဆို like and share လုပ်လို့ရပါတယ်။နောက်ထပ်လည်းဒီလိုကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့သီးနှံမျိုးစုံအကြောင်းကိုပုံမှန်ပြောပြပေးနေမှာမို့ subscribe လုပ်ထားကြဖို့လည်းပြောချင်ပါတယ်နော်။မျိုးတို့ဒီလိုအာဟာရကျွေးဝတဲ့ပဲမြစ်ကိုစားပြီးတက်ရှည်ကြမှာကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်နော်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။ Bye